resume မှာမထည့်သင့်တဲ့အချက်၅ချက်ပထမတစ်ချက်အနေနဲ့ကတော့ကိုယ့်ရဲ့ resume မှာဒီ personal information တွေကိုအများကြီးမထည့်သင့်သင့်ပါဘူးဒီလူမျိုးတွေတိုးမျိုးစားတွေအဲ့ဒါတွေကအလုံးနဲ့မသက်ဆိုင်တာဖြစ်တဲ့အတွက်အများကြီးထည့်ပေးဖို့မလိုပါဘူးဘယ်လိုမျိုးလေးထည့်ပေးရမလဲဆိုရင် HR ဘက်ကပြန်ဆက်သွယ်ပေးလို့ရတဲ့ contact number တွေ email တွေအဲ့ဒါတွေကတော့မပါမဖြစ်ထည့်ပေးဖို့လိုပါတယ်ဒုတိယတစ်ချက်အနေနဲ့ကတော့ကိုလျှောက်တဲ့ position အတွက်လိုအပ်တဲ့ skill တွေကိုပို့လွှင့်အောင်အရေးကြီးတဲ့အချက်လက်တွေကိုတူတူနဲ့လိုရင်ထည့်ရေးပေးပါမလိုအပ်ဘဲနဲ့စာကြောင်းရှည်ကြီးတွေမရေးသင့်ပါဘူးလိုအပ်တဲ့အချက်တွေကို bullet point နဲ့တိတိကျကျရေးပေးပါပြီးတော့ကိုယ့်ရဲ့ resume မှာကိုတက်ထားတဲ့ skill တွေကိုပဲရေးပေးပါကိုမတက်ထားတဲ့အသုံးမလိုတဲ့ skill တွေကိုမရေးပေးပါနဲ့အစိုးဆုံးကတော့ resume မှာစလုံးလုံးမှားတာနဲ့ grammar မှားတာတွေပါပဲအဲ့ဒါတွေကို resume မရေးခင်တည်းကသတိထားပေးဖို့လိုပါမယ်နောက်တစ်ချက်ကတော့ email ပို့တဲ့အခါမှာစလုံးမှားတာနဲ့ grammar မှားတာတွေကိုသေချာပြစစ်ပေးဖို့လိုမယ်နော်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ကိုရှောက်တဲ့ position နဲ့မသက်ဆိုင်တဲ့ experience တွေကိုလုံးဝမထည့်သင့်ပါဘူးဥပမာကိုက digital marketing position ကိုရှောက်မယ်ဆိုလို့ရှိရင်သူနဲ့သက်ဆိုင်တဲ့ experience တွေကိုပဲထည့်ပေးရပါမယ်ဘယ်လိုပုံစံမျိုးလေးလဲဆိုရင် marketing project တွေ freelance project တွေ volunteer project တွေစတာတွေကို highlight လုပ်ပြီးတော့ထည့်ပေးဖို့လိုပါမယ်အခုပြောပြပေးခဲ့တဲ့အချက်တွေအပြင်အခြားသိတဲ့အချက်တွေရှိရင်လည်း comment မှာပြန်မျှဝေပေးခဲ့အောင်နော်